လေးမျက်နှာတာကြိုးပမ်းမှုဖြစ်စဉ်နှင့်ရည်စည်းစင်းနိုင်သည့်လမ်းကြောင်းများတာတွင်းသို့ဝင်ရောက်လာသောမြေများသည်အောက်ပါလမ်းကြောင်းများအတိုင်းဆက်လက်စီးဆင်းနိုင်ပါသည်၁ဖြစ်စဉ်နေရာ၏အရှိဘက်မြေကျိုးအင်း၂ထိုးမတဆင့်အရှိမြောက်ဘက်ချောင်းဆောက်၃ထိုးမတဆင့်စရီကုန်းချောင်း၄ထိုးမတဆင့်တကားမြေအတွင်းသို့စီးဝင်နိုင်ပါသည်အထူးသတိပြုရွှေ့ပြောင်းရန်နေရာများအထက်ပါရေစီးဆင်းမှုကြောင့်အောက်ပါနေရာများသို့ရေဝင်ရောက်မှုဖြစ်ပွားနိုင်ပါသည်အနိမ့်ပိုင်းလယ်ကွင်းများလေးမျက်နှာမျိုးအတွင်းရှိအနိမ့်ပိုင်းရက်ကွက်များမိဘပြည်သူများအရေးပေါ်လိုက်နာဆောင်ရွက်ရန်ရေဝင်ရောက်နိုင်သောအနိမ့်ပိုင်းရက်ကွက်များနှင့်စိုက်ပျိုးမြေများအနီးနေထိုင်သူများအနေဖြင့်ဘေးလွတ်ရာကုန်းမြေများစက်ရုံကျောင်းများဓမ္မယုံများနှင့်သက်ဆိုင်ရာကယ်ဆယ်ရေးစခန်းများသို့ချက်ချင်းအရေးပေါ်ရွှေ့ပြောင်းကြပါရန်တန်ဖိုးရှိစာရွက်စာတမ်းများစီးဝါအစားအစာများနှင့်တက်ကြီးရွယ်အိုများကလေးငယ်များကိုရှေ့ဦးစွာလုံခြုံသောနေရာသို့ပို့ဆောင်ထားကြပါရန်မိမိတို့အိမ်ရှိလျှက်စစ်မိန်းခလုတ်များကိုပိတ်ထားကြပါရန်အခက်အခဲရှိပါကရဲကြီးအုပ်ချုပ်ရေးအဖွဲ့များကယ်ဆယ်ရေးအဖွဲ့များနှင့်မိသက်တပ်ဖွဲ့ဝင်များထံချက်ချင်းဆက်သွယ်အကူအညီတောင်းခံကြပါရန်မိဘပြည်သူများအနေဖြင့်စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲသက်ဆိုင်ရာ၏အရေးပေါ်ညွှန်ကြားချက်များကိုအတိအကျလိုက်နာ၍ဘေးလွတ်ရာသို့အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြပါရန်အတိပေးနှိုးဆော်အပ်ပါသည်ရှင်